အားလုံးမင်္ဂလာပါဗျာ Asia ကြီးကနေကြိုဆိုပါတယ်ဒီနေ့မှာတော့ဒီကြောက်လေးကိုကျွန်တော်လက်ရထိုးအစားဆုံးသင်ပေးမှာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်တို့လုံးဝအကျန်းတဲ့အနေအထားလေးဖြစ်ပါတယ်ဗျကျွန်တော်တို့လက်ရထိုးမှာကတော့ရှင်းပါတယ်အခုမြင်နေရတဲ့အညိတွေအစံတွေရှိတဲ့နေရာကိုပဲအဓိကထားပြီးမှလက်ရထိုးမှာဖြစ်ပါတယ်ဗျကြောက်ရဲ့အပြစ်နာစာတွေကိုကြည့်ကြအောင်ဗျမီးနဲ့ကြည့်လိုက်ရင်တော့ပို့ပြီးမှမြင်သာတယ်ပေါ့ဗျာဒါကြောင့်မို့ကျွန်တော်မီးနဲ့ကြည့်လိုက်မယ်ဆိုရင်အမှအပြစ်နာစာတွေအများကြီးတွေ့ရပါတယ်ဗျဘာမှမလုပ်သေးခင်အနေထားမှာ software လေးနဲ့ white ပြပေးနေတာဖြစ်ပါတယ်ကျွန်တော်တို့အကြောက်တစ်ခုလှုပ်ချစ်ထဲတဲ့ခါကျရင်တော့စိတ်ရှိရှိလေးနဲ့လှုပ်ရပါတယ်ဗျစိတ်ရှိရှိလေးနဲ့အာယုံလေးနဲ့လှုပ်ရတာဖြစ်ပါတယ်ဒါတော့ကျွန်တော်လက်ရစာထိုးနေပါပြီကျွန်တော်တို့လက်ရအကျန်းထိုးပြီးသွားတဲ့အနေထားလေးကြည့်ကြအောင်ဗျဒါလေးကတော့ကျွန်တော်တို့လက်ရအကျန်းထိုးပြီးသွားတဲ့အနေထားလေးဖြစ်ပါတယ်ကျွန်တော်တို့ကြောက်တစ်ခုကိုအယောင်ဆွဲတဲ့ခါကျရင်ဒီလိုပုံစံမျိုးရအောင်ဆွဲရမှာဖြစ်ပါတယ်ဗျဒါဆိုရင်ကျွန်တော်တို့ဒီကြောက်ကိုကြည့်ကြည့်လိုက်အဲ့မှာပြင်းနေရလေးဆိုရင်လုံးဝချောလက်နေတာမျိုးလေးပါဗျဘာကြောင့်မို့အဲ့လိုမျိုးချောလက်နေရလဲဆိုရင်ကျွန်တော်တို့ရှေ့ပိုင်းမှာတရုံမှတ်ကြည့်အောင်တိုက်ခဲ့လို့ဖြစ်ပါတယ်အဲ့ဒါကျွန်တော်တို့ကအဲ့ဒီနေရာမှာတရုံမှတ်တာမတိုက်ခဲ့ဘူးလေဆိုရင်ဒီလိုမျိုးချောလက်နေတာမျိုးတွေ့ရမှာမဟုတ်ပါဘူးဗျဒါကြောင့်မို့ကျွန်တော်တို့တရုံမှတ်တိုက်တဲ့ခါကျရင်သူ့အစင်တိုင်းလေးနဲ့သူမှတ်တွေကိုကြည့်အောင်တိုက်ဖို့လိုပါတယ်ဗျဒါတော့ကျွန်တော်တို့အားလုံး PC သွားတဲ့အနေအထားမျိုးလေးဖြစ်ပါတယ်ကျွန်တော်ရဲ့သင်တန်းသူသင်တန်းသားတွေလည်းဒီလိုမျိုးပုံစံမျိုးလေးတွေရအောင်အယောင်ဆွဲရမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုကြည့်ပြီးမှအားလုံး like လုပ်တတ်ကြမယ်နားလည်ကြမယ်လို့ထင်ပါတယ်ဗျကျွန်တော်ရဲ့ဗီဒီယိုလေးကရှေ့လဲရှေ့နေဖြစ်တဲ့အတွက်ဒီမှာပဲရနာပါမယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်